ဟုတ်ကဲ့နော်မတ်တမရဖို့တော့ကြိုတင်ပြီးတော့တတိပေးပါတယ်ပါပါအဲ့ဒီလိုလဲလို့ဆိုတော့ကိုမတ်တရလိုက်ရင်ကိုရှိရတိုက်ပြီးတော့ရလိမ့်မယ်အဲ့ဒါကျေးဇူးတယ်အဲ့ဒီအချိန်ကျရင်ကိုပါမမြင်ရဖြစ်သွားမယ်ဟုတ်လားပါပါအဲ့ကြောင့်ကိုလည်းမတ်တမရနဲ့ကိုရှိရလည်းမရက်စေနဲ့ပေါ့ဗျာဟုတ်ကဲ့အားလုံးပဲကလေးလူကြီးတာလူကြီးများမြင်အောင်ဒီတိုင်းလေးပဲထိုင်ကြည့်ပေးပါလို့ကြိုတင်ပြီးတော့ပြတာကြတာပါတယ်ပါပါကဲစင်လေးပါလေးဒီကတော့အလဲကြလာပြီလို့ပြီးကြအောင်စီတော်လေးနဲ့ပြတာပါနော်အမကြီးကိုအမကြီးအဲ့တော့တီယာထုံးနားပါနဲ့ဟိုလေနော်ဟုတ်တယ်နော်ဒီကအကုန်နားလေဟိုချက်ကလေတမီးရဲ့ကျောင်းလို့ပါလေဒီကတော့ချစ်စရာကောင်းတဲ့ဆယ်လေးကိုလည်းတရားထုတ်စစ်တကောင်ထောင်းချီကြံပါနော်ဘယ်မှာတော့ထုံးလေးကားလေးလက်မမေးရအောင်ရိုက်တယ်ဗျာရိုက်တယ်ကားလေးရိုက်တယ်အဲ့လိုမျိုးရိုက်လို့ရရိုက်လို့ဘရယ်လေတရားတို့ရဲ့လေဟာနှစ်ယောက်ကြည့်အဲ့ဒီကစင်လေးပါလေးတရားထောင်းကမယ်စင်လေးပါလေးတရားထောင်းကမယ်တချင်းလေးရဲ့ဒီကတော့ဝါကာတရားထောင်းတဲ့ဘ